Hello အားလုံးပဲမင်္ဂလာပါ Welcome back to my channel ဒီနေ့တော့အိမ်မှာလဲမိပြက် Grab ခေါ်ရတာလဲခက်အပြင်သွားဖို့ပြင်ဆင်နေရင်းနဲ့တင်တကယ်ကိုဝါဟီရတွေများနေပြီလားအဲ့ဒီလိုရှုပ်ရှုပ်ရှက်ရှက်နဲ့အချိန်မရှိလောက်အောင်အလုပ်များနေတာကို hectic လို့သုံးကြည့်ရအောင်စာလုံးပေါင်းက HECTIC ဖြစ်ပါတယ်ဥပမာ I had a hectic morning because of the blackoutမီးပြတ်သွားလို့ဒီမနက်တော့တကယ်ကိုရှုပ်ရှက်ခတ်သွားတာပဲနောက်ဥပမာတစ်ခုက Life in Yangon can be quite hectic sometimes ရန်ကုန်မှာနေရတာတခါတလေတကယ်ကိုဘာဟီရတွေများပြီးရှုပ်ထွေးလှပါတယ်တကယ်ရောအဲ့လိုလားမသိဘူးနော်ဟုတ်ပါပြီဒီနေ့တော့ကျွန်မမျှဝေပေးသွားတဲ့ HECTIC hectic ဘာဟီရများပြီးရှုပ်ရှက်ခတ်နေခြင်းဆိုတဲ့ဒီစကားလုံးလေးနဲ့ပဲအနားယူလိုက်ရအောင်နော်နောက်ရက်တွေမှာလည်းအင်္ဂလိပ်စာသင်ခန်းစာအသစ်တွေမျှဝေပေးဦးမှာမို့လို့ channel လေးကိုစောင့်ကြည့်ပေးဖို့မေတ္တာရပ်ခံပါတယ်အားလုံးလည်းအဆင်ပြေကြပါစေ Stay sharp bye bye